အခုလောရန်ကုန်နာမည်ကြီးနေတဲ့အသက်60အရွယ်စင်ကာပူနိုင်ငံသားချူအန်ဒိုဒန်ကတဘာဝအတိုင်းနူးပြိုနေရလားဒါမှမဟုတ်စာဂျီလုပ်ပြီးတော့နူးပြိုနေရလားဒါမှမဟုတ် online မှာလိမ်ညာမှုလုပ်နေလားဆိုတာကိုကျွန်တော်ဒီနေ့ share လုပ်ပြီးတော့မှာဖြစ်ပါတယ် Hello everybody ကျွန်တော်နာမည် AK ပါ Okay အရင်ဆုံးပြပြရမယ်ဆိုလို့ရှိရင်ကျွန်တော်သူ့အကြောင်းကိုအရင်စိတ်ဝင်စားတဲ့အတွက်နည်းနည်းတွားချကြည့်တဲ့အချိန်မှာသူဟာစာဂျီလောက်ထားတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကျမ်းမာရေးလိုက်စားတဲ့လူတစ်ယောက်ပါ Okay အဲ့ဒီအကြောင်းကိုပြောခဲ့မှာသူ့ရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပေါ်ရင်ရှင်းပြမယ်သူကလွန်ခဲ့တဲ့ခုနှစ်တုန်းကဓမ္မပညာရှင်နဲ့ model တစ်ယောက်လို့သိရတယ် Okay ပြီးတော့သူကသူ့ရဲ့မျက်နှာသူ့ရဲ့ခန္ဓာကိုယ်ကိုစာဂျီလောက်ထားတာမျိုးမဟုတ်ပါဘူးတကယ်ကိုလည်းအသက်60ပြည့်နေတဲ့လူတစ်ယောက်ပါ online မှာတခြားလူတွေလိုမျိုးလိန်လည်နေတဲ့လူတစ်ယောက်လည်းမဟုတ်ဘူးပေါ့နော်တော်တော်များကြီးရဲတော်တော်များလည်းသိကြတယ်ပေါ့နော် Okay အဲ့တော့သူကဘာတွေလုပ်နေရလဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် loss mass နဲ့ process တွေလိုမျိုးပေါ့နော်body workout လုပ်တယ် weight load တွေ process တွေလုပ်တယ်အားကစားတွေလုပ်တယ်ပြီးတော့ protein တက်ပါတဲ့အစားအသောက်တွေကိုပဲပို့စားတယ်တခြားအစီအစိတ်တွေအချိုးတွေငန်းတွေကို short စားတယ်ပြီးလို့ရှိရင်ဘာလုပ်သေးလဲဆိုတော့သူကဒီ stress များတဲ့ဟာကိုဖြေလျှော့တယ်ပေါ့နော်ဒီ stress တွေများတာမျိုးကိုစိတ်ဖိစီးမှုများတာမျိုးကို short ချတဲ့ process ကိုလည်းသူကလုပ်တယ်လို့သိရတယ် Okay အဲ့တော့ကျွန်တော်နှိချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့အားလုံးအနေနဲ့ဒီလိုမျိုးပေါ့နော်သူ့လိုမျိုးကျန်းမာရေးလိုက်စားမယ်အစားအသောက်တွေကိုဆင်ခြင်မယ် protein ပဲစားမယ် healthy food တွေပဲစားမယ် healthy lifestyle နဲ့နေမယ်ဆိုလို့ရှိရင်အသက်ကြီးသွားလဲအိုမင်းကြီးရောသွားတာမျိုးမဟုတ်ဘဲနဲ့ငယ်ရွယ်နုပြိုပြီးတော့ကျန်းမာရေးလည်းကောင်းမယ်အသားရည် body ကိုကြွက်သားလည်းတိဆောက်နိုင်တယ်ဗျာအဲ့တော့ပြောချင်သေးတာကဘာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာလည်းအဲ့လိုမျိုးပဲအသက်50အရွယ်ဂျင်းစောနေတဲ့လူတစ်ယောက်ရှိရပေါ့နော်အဲ့ဒါကဒီဦးလေးပါဒီဦးလေးကိုတွားကြည့်ကြည့်လိုက်သူ့ရဲ့မာဆယ်ကြွက်သားတိဆောက်ပုံကတော်တော်လေးကိုဒီကျွန်တော်တို့လူငယ်တွေထက်တောင်မှ fine နေ mic တွေဒါပေမဲ့ तू ကတော့body ကိုပဲတိဆောက်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် face နဲ့ပတ်သက်ပြီးတော့ तू ကဒီအချိုးတွေရှောင်းတာတွေအစားအသောက်တွေမရှောင်ဘူးတော့ထင်တယ်အဲ့တော့မျက်နှာပိုင်းဆိုင်ရာမှာတော့ तू ကထိန်းသိမ်းမှုမရှိဘူးပေါ့ဗျာ model တယောက်လည်းမဟုတ်ဆိုတော့ body beta တယောက်အနေနဲ့ तू ကရက်တည်တာဆိုတော့ body ကိုပဲအဓိကtraining လုပ်တဲ့အတွက် body ကတော့တော်တော်လေး fine နေမျက်နှာကတော့နည်းနည်းလေးတော့ပြောမယ်ဆိုရှင်တော့နည်းနည်းအသက်ကြီးတဲ့ဘက်ကိုတော့ရောက်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီ60အရွယ်စင်ကာပူနိုင်ငံသားထူအန်ဒိုဒန်ကကြတော့ तू ကအရင်ကလည်း model တယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ face နဲ့ပတ်သက်တဲ့ဟာတွေကို developing process တွေကိုပါ तू ကလုပ်တဲ့ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ရော face ရောအခုတည်းထိမိုက်နေသေးရပေါ့နော်ပြောချင်တာကကျွန်တော်တို့ loss mass လုပ်တယ်ဆိုတာကလည်းအဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်တို့ငယ်ရွယ်အောင်ကျွန်တော်မျက်နှာချင်းရောတာမျိုးမဖြစ်အောင်ကျွန်တော် sweat တွေများပြီးတော့မျက်နှာဖောင်းတာမျိုးတွေမျက်နှာရုပ်ကြတာမျိုးတွေရုပ်ရည်တာမျိုးတွေမဖြစ်အောင်ကျွန်တော်ကဒီ sweat တွေကိုလည်းဖြေလျှော့တယ်အစားအသောက်ကိုလည်းအဲ့လို protein ဓာတ်ကိုပိုစားပြီးတော့အစီအစိတ်တွေအငန်တွေအချိုတွေကိုလျှော့ထားတယ်ပြီးတော့ body workout လေ့ကျင့်ခန်းလေးလုပ်တယ်အားကစားလေးလုပ်တယ် facial နဲ့ပတ်သက်တဲ့ developing process တွေလည်းလုပ်တယ် exercise တွေလုပ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ကပြောမယ်ဆိုလို့ရှိရင်ဒါငယ်ရွယ်နုပြိုစီတယ်ပေါ့နော်မျက်နှာချုံမုံမှုအတွက်ပဲမဟုတ်ဘူး healthy lifestyle တစ်ခုကိုနေထိုင်တာပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကိုအဓိကပေးချင်တဲ့ message ကတော့အားကစားလုပ်ပါအကယ်၍ကိုကဂျင်မဲကစားချင်တာ body ပဲတိဆောက်ချင်တာ body ကိုပဲလုံးဝမိုက်ချင်တာဆိုလို့ရှိရင်ခုနကဒီကျွန်တော် body တိဆောက်တဲ့ body builder သမားလိုမျိုး body ပဲဂျင်ကစားပေါ့နော်အားကစားတွေလုပ်မယ်fat loss process လုပ်မယ် muscle တိဆောက်တဲ့ process လုပ်မယ်ဂျင်နဲ့ face နဲ့ပတ်သက်တာကိုမလုပ်ချင်တယ်မလုပ်နဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြတော့ဒါက loss mass process ထင်မှာကြတော့ကျွန်တော် face အတွက်ပါ Q set ဖြစ်တဲ့အတွက်အဲ့လိုမျိုး face အတွက်ပါပြန်ပြီးတော့ကြည့်မယ်ဆိုရင်အစားအသောက်ကိုပါဆင်ခြင်ရမယ် direct process ပါလုပ်ရမယ်အားစားလုပ်ရမယ်လေ့ကျင့်ခန်းလုပ်ရမယ်ဒါမျိုးတော့ထိန်းသိမ်းမှုလုပ်ရမယ်ပေါ့နော်နောက်တစ်ခုပြောရရှိသေးတယ်ကျွန်တော်တို့ဒီချိန်ငယ်လူတွေအနေနဲ့ရောကျွန်တော်တည်တယ်မလားတင်းနေစားလူတွေအနေနဲ့ရောဘယ်လိုမျိုးလုပ်ရမှာလဲအဲ့လိုမျိုး protein တွေပိုင်းမစားနိုင်ဘူး okay အဲ့ဒါလည်းပြဿနာမရှိသေးဘူးကျွန်တော်အဓိကလိုအပ်တာကကျွန်တော်တို့ရဲ့နေ့စဉ် routine နဲ့မှာအစားအသောက်တွေတကယ်လို့ကိုတို့ကprotein မစားနိုင်ဘူးဒီရှိတဲ့ထမင်းပဲစားရတယ်ဆိုရင်တော့မှကျွန်တော်ကဖြစ်သေးတယ်အဓိကလှုပ်ရှားမှုလေ့ကျင့်ခန်းအားကစားတွေကိုလုပ်ပေးပါဒီအစားအသောက်ကိုကြတော့ကျွန်တော်တို့ကဒီအငယ်နဲ့အချိုနဲ့အဲ့လောက်ကိုပဲထိန်းပြီးတော့ကျန်တဲ့ဒီထမင်းစားလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဗျာဒီရွာမှာနေတဲ့လူဆိုတော့ပူလောင်းကောင်းတယ်လုံးဝ organic တွေစားလို့ရတယ်ဒီမှာကစုံရက်ဆိုလဲတော့သွားဆင်းကူတာနဲ့ကစုံရက်ကစားလို့ရနေပြီပြီးတော့ငပြောသည့်တရက်ဒီ channel ဟာတွေအများကြီးရှိတယ်ကစုံကလောဘာညာတရကာတည်မလားအဲ့လိုအတီးရွက်တွေ share စားလို့ရတယ်ဗျာအသားတွေစားမှမဟုတ်ဘူးကျွန်တော်တို့ကကျမ်းမရိုက်စားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်က
လေ့ကျင့်ငယ်လုပ်ပေးရုံနဲ့ထိန်းထားလို့ရတယ်ပေါ့နော်โอเคအဲ့တော့ပြောချင်တာကနောက်တစ်ခုပြောချင်သေးတာကကျွန်တော် list match စဉ်လုပ်တဲ့လူတွေကလည်းကျွန်တော် list match စာကိုယ်တိုင်တွေကလည်း feed အတွက်ပဲလုပ်ရမဟုတ်ပါဘူး healthy lifestyle တစ်ခုနဲ့နေထိုင်နေတာပါကျွန်တော်ကျန်းမာရေးအတွက်ရောခန္ဓာကိုယ်အကုန်လုံးနှုတ်ပြအောင်ရောကျန်းမာရေးကောင်းအောင်ရော feed အတွက်ရောအကုန်လုံးလုပ်နေတာပါ feed တစ်ခုတည်းအတွက်အချိန်ကုန်နေရမဟုတ်ပါဘူးကျန်းမာရေးအတွက်ကောအကုန်လုံးလုပ်ရပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ခုနကဒီစင်ကာပူနိုင်ငံသားချူအန်ဒိုတန်လိုပဲကျွန်တော်အစားအသောက်ကိုလည်းဆင်ခြင်ရတယ် stress ကိုလည်းဖြေလျှော့ရတယ်အရင်စိတ်ဖြစ်စီအောင်နေလို့မရဘူးပေါ့နော်ရန်စိတ်ဖြစ်စီအောင်နေလို့ရှိရင်ရင်းရော်တယ်လူကရင်းရော်တယ်တည်မလားအဲ့လိုမျိုးဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ကဒီစိတ်ပိုင်းဆိုင်ရာကိုရောဖြေလျှော့ရတယ်အစားအသောက်ကိုလည်းဆင်ခြင်ရတယ်လေ့ကျင့်ခန်းတွေလုပ်ရတယ် body workout တွေလုပ်ရတယ် developing process တွေလည်းလုပ်ရတာပေါ့နော်အဲ့လိုမျိုး process နဲ့သွားရတာပါဒီ facial exercise တွေလုပ်ပြီးတော့မျက်နှာအတွက်ပဲထိုင်ပြီးတော့လုပ်နေရခြင်းမဟုတ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့အားကစားလှုပ်ချင်သွားပြီလို့ကျွန်တော်အနေနဲ့တော့မြင်တယ်အဲ့တော့အခုဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်အားကစားလှုပ်ဖို့အခုတွေကနေပြီးတော့နောက်မကျသေးပါဘူးစလုပ်လိုက်ပါအားကစားလှုပ်မှာလားကိုကလေ့ကျင့်ခန်းလှုပ်မှာလားဂျင်ကစားမှာလားဒီ loss matching process တွေကိုအကုန်လုံးလှုပ်မှာလားတစ်ခုကိုရွေးပြီးတော့ကိုလှုပ်ရှင်တာကိုဖြစ်ရှင်တဲ့အတိုင်းလှုပ်ပါအဓိကကတော့အားကစားလှုပ်ပါလို့ပဲလှုပ်ရှားမှုလှုပ်ပါလို့ပဲပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် line ဖော်တင်သွားပြီပါ reset ပြောင်းလာပုံကိုလည်းစောင့်ကြည့်ပြပါအောင်လို့ပြောချင်ပါတယ်